လာပါပရိသတ်ကြီးတို့ရေဒီကနေ့မှာတော့နာမည်ကျော်ကြတဲ့ဒတဂီရီဇက်တော်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဟိထံမှာစိန်လက်ညှိုးရပြီးတဲ့နောက်နတ်ပြည်တစ်ခုလုံးမီးလောင်ပြကြမတက်ဖြစ်ခဲ့ရတယ်ဒါဟာဘလူးတွေနဲ့မြောက်စစ်တီတော်တွေကြားတဲ့စစ်ပွဲကြီးရဲ့အစပဲချစ်ချင်းမြတ်တာဆိုတာတေချင်းတရားစီဥတည်သွားတဲ့လှည့်ပြားမှုတစ်ခုဖြစ်လာတဲ့အခါမှာတော့စွန့်ပစ်ခံလင်္ကာမျိုးကိုပြန်လည်အသက်သွင်းဖို့ဒတဂီရီပေါ်ပေါက်လာခဲ့တယ်ဒီဇလန်ကဘလို့ဆက်ဖြစ်မလဲဘလောက်တောင်စိတ်လှုပ်ရှားစရာကောင်းမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်နော်ဒီလိုထူးထူးဆန်းဆန်းဒဏ္ဍာရီတွေကိုအမြဲကြည့်ရှုနိုင်မို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး notification bell လေးကိုလည်းနှိပ်ထားခဲ့ပါအောင်နော်ကဲဒီလိုဆိုရင်ဒဏ္ဍာရီလေးကိုစတင်လိုက်ပါတော့မယ်လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကကျယ်ပြန့်တဲ့လူလောကကြီးမှာနတ်ပြည်ငရဲနတ်ဖျားတွေနဲ့ဘလူးရုပ်ဆိုးတွေရှိခဲ့သလိုဟိယရက်ခါလို့ခေါ်တဲ့ဘလူးတစ်ပါးလည်းရှိခဲ့ပါတယ်သူဟာစကြဝဠာတောင်ထိပ်ပေါ်မှာနှစ်ပေါင်းများစွာတရားကျင့်ကြံပြီးခဲ့တဲ့နောက်သူရိယဖျားစီကနေအစွမ်းထက်တဲ့ဆုတောင်းတစ်ခုရခဲ့တယ်ဒီဆုတောင်းကြောင့်ဟိယရက်ခါဟာမာနတွေတက်ပြီးသူရရှိထားတဲ့စွမ်းအားကိုအသုံးပြုကလူလောကနတ်ပြည်နဲ့မြေအောက်ကဘာ၃ခုလုံးကိုဖျက်ဆီးပစ်ဖို့ကြံစည်ခဲ့တယ်ဒီလိုစဉ်းစားပြီးတဲ့နောက်ဟိယရက်ခါဟာတိုက်ကြီး၄ခုလုံးကိုလိုက်ပြီးသူ့ကြိုင်အောင်မှာညှက်ထားတဲ့မြေအောက်ကဘာကိုယူဆောင်သွားခဲ့တယ်ဒါဟာသူရိယဖျားကိုအမျက်ဒေါသထွက်စေတဲ့အကြီးအကျယ်ကိစ္စဖြစ်ပြီးဖျားကဗိတ္တနိုးနတ်ကိုဟိရရက်ခါကိုဖျက်ဆီးဖို့အမိန့်ပေးခဲ့ပါတယ်တာဝန်ပေးခံရပြီးတဲ့နောက်ဗိတ္တနိုးနတ်ဟာအချိန်မဆွဲတော့ပဲစိန်ဆွဲရှိတဲ့ဝရဟာလို့ခေါ်တဲ့ဝက်ဖြူကြီးအဖြစ်ဖန်ဆင်းကမြေအောက်ကဘာကိုချက်ချင်းဆင်းသက်သွားပြီးဟိယရက်ခါကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တယ်သူတို့နှစ်ဦးရဲ့တိုက်ပွဲဟာမြေအောက်တစ်ခွင်လုံးတုန်ခါသွားစေပြီးမကြခင်မှာပဲဟိယရက်ခါဟာဝက်ဖြူကြီးရဲ့စိန်ဆွဲနဲ့အသက်ခံလိုက်ရတယ်ဟိယရက်ခါသေဆုံးသွားပြီးတဲ့နောက်ဝရဟဟာသူ့စိန်ဆွဲကိုအသုံးပြုပြီးတိုက်ကြီးလေးခုလုံးကိုမူလနေရာအတိုင်းပြန်လည်ထားရှိခဲ့တယ်အဲဒီနောက်ဗိတ္တနိုးနတ်ဟာမူလအတိုင်းလက်ချောင်းလေးချောင်းနဲ့ပြန်ဖြစ်ကဂလုံးငှက်ကိုစီးပြီးနဂါမင်းကြီးအနန္ဒရဲ့အပေါ်မှာလဲလျောင်းအနားယူနေခဲ့တယ်အဲဒီအချိန်မှာပဲဗိတ္တနိုးနတ်ရဲ့ချက်ကနေကြာပွင့်တပွင့်ထွက်ပေါ်လာပြီးကြာပွင့်ထဲမှာအသားအရည်လှပတဲ့ကလေးငယ်တစ်ယောက်အိပ်ပျော်နေခဲ့တယ်ဗိတ္တနိုးနတ်ဟာကလေးကိုယူပြီးသူရိယဘုရားထံခေါ်ဆောင်သွားပြီးသူရိယရက်ခါကိုတတ်ခဲ့တဲ့အကြောင်းတွေအားလုံးကိုပြောပြခဲ့တယ်ကမ္ဘာလောကကြီးပြန်လည်ငြိမ်းချမ်းသွားတဲ့အတွက်သူရိယဘုရားလည်းဝမ်းသာသွားခဲ့တယ်ဗိတ္တနိုးနတ်ရဲ့တားဖြစ်သူကိုတရားမင်းစီလွှဲအပ်ပြီးလူလောကမှာမြို့တစ်မြို့တည်ထောင်ဖို့နဲ့အဲ့ဒီကလေးကိုသူရိယမျိုးနဲ့ရဲ့ပထမဆုံးဘုရင်အဖြစ်နန်းတင်ဖို့အမိန့်ပေးခဲ့တယ်တရားမင်းလည်းအမိန့်ကိုနာခံပြီးစင်ပြူတော်အေရဝတ်ကိုစီးကနတ်ဖျားအကြံရံတွေနဲ့ဒယာဝတီတော်တဲ့ဆင်းလာခဲ့တယ်ဝိတုမာကိုအဆောက်အုံတွေဖန်ဆင်းဖို့တာဝန်ပေးပြီးတိုက်ကြီးလေးခုဟာလူတွေကိုစုဆောင်ကမြို့တစ်မှာအတူနေထိုင်စေခဲ့တယ်ဒီမြို့ကိုတီရာပြမကတော်ထဲမှာနှစ်ပေါင်းများစွာတရားကျင့်ခဲ့တဲ့အတွက်ဂုံပြုပြီးအယုဒ္ဓယလို့နာမည်ပေးခဲ့တယ်ပြီးနောက်တရားမင်းဟာဗိတ္တနိုးနတ်ရဲ့သားကိုဗိတ်သိက်ပေးပြီးအမာထန်းလို့အမည်ပေးကပထမဆုံးဘုရင်အဖြစ်ပျော်ရွှင်စွာအုပ်ချုပ်စေခဲ့တယ်အချိန်တွေကြာပြီးတဲ့နောက်အမာတန်ကွယ်လွန်တော်မူတဲ့အခါသားတော်ချာပန်ကဆက်ခံပြီးအယုဒ္ဓယကိုအုပ်ချုပ်ခဲ့တယ်ဒီအချိန်မှာပဲမြမမင်းကြီးဟာကဘာပေါ်ကလင်္ကာကျွန်းကိုကြည့်ပြီးဝမ်းနေနေတယ်အရင်ကခန္ဓာကြီးကျယ်ခဲ့ပေမဲ့ဘလူးမင်းမာလီတာဗိတ္တနိုးနတ်ကိုရှောင်တိန်ပြီးမြေအောက်ကဘာကိုထွက်ပြေးပြီးတဲ့နောက်လင်္ကာဟာစွန့်ပစ်ခံမျိုးဖြစ်သွားခဲ့တယ်ဒီအတွက်မြမမင်းကြီးဟာလင်္ကာမြို့ကိုပြန်လည်တည်ဆောက်ဖို့ဆုံးဖြတ်ခဲ့ပြီးဝိတုမာကိုခေါ်ယူကကျွန်းရဲ့ဗဟိုနီလာတောင်မှာနန်းတော်အိမ်တွေဥယျာဉ်တွေနဲ့မြို့ရိုးတွေကိုအရင်အားထက်ပိုမိုလှပအောင်ဖန်တီးစေခဲ့တယ်ပြီးနောက်မြမမင်းကြီးဟာသူ့သားချန္တာမြမကိုစံတုံအမည်နဲ့လင်္ကာရဲ့ပထမဆုံးဘုရင်အဖြစ်နန်းတင်ခဲ့တယ်စံတုံအုပ်ချုပ်နေစဉ်မာလိတဟာသူ့မိသားစုနဲ့အတူဖန်ပိမှန်ပြန်ကိုစီးကလာရောက်လေပတ်ခဲ့တယ်ပြီးတော့သူရိယဘုရားစီကရခဲ့တဲ့ဒီဖန်ပိမှန်ပြန်ကိုလက်ဆောင်ပေးခဲ့တယ်ဒီဖန်ပိမှန်ပြန်ဟာစိတ်ဆန္ဒရှိတဲ့နေရာတိုင်းကိုသွားနိုင်ပေမဲ့မုတ်ဆိုးမှစီးနှင်းလို့မရဘူးဆိုတဲ့တခုတည်းသောစီကံချက်ရှိခဲ့တယ်စီးနှင်းမိရင်အစွမ်းပြက်ပြဲသွားလိမ့်မယ်စံတုံဟာပျောက်ရွှင်စွာလက်ခံပြီးကောင်းကောင်းထိန်သိမ်းခဲ့တယ်
စံတုံကန်ကုံတဲ့အခါသူ့ရဲ့လက်လေးချောင်းရှိတဲ့သားတော်ထာတိယံကလင်္ကာကိုဆက်လက်အုပ်ချုပ်ခဲ့တယ်။တစ်ချိန်တည်းမှာပဲမြမပြည်ကအရိတမြမလို့ခေါ်တဲ့စိတ်ထားမကောင်းတဲ့နတ်တစ်ပါးဟာနှစ်ပေါင်းများစွာတရားကျင့်ပြီးတဲ့နောက်သူရိယဖျားထံကနေဆုတောင်းမှုအခွင့်အရေးရခဲ့တယ်။သူဟာဖျားစီသွားပြီးစိန်လန်တန်းနဲ့ဘသူမှသူ့ကိုမတိုက်ခိုက်နိုင်အောင်ဆုတောင်းခဲ့တယ်။သူရိယဖျားကလည်းသူ့ဆန္ဒကိုဖြည့်ဆည်းပေးခဲ့တယ်။ဒါပေမဲ့ဖြောင့်မတ်တဲ့မာလီဝိဟာအရိတမြမရောက်ရှိတဲ့ဆုတောင်းကိုကြားသိတဲ့အခါစိတ်ပူသွားခဲ့တယ်။ဘာကြောင့်လဲဆိုတော့အရိတမြမဟာစိတ်ထားယုံမှသူဖြစ်တာကြောင့်မကြခင်မှာကဘာသုံးခုလုံးကိုဒုက္ခပေးလိမ့်မယ်လို့သိနေခဲ့လို့ပါပဲ။အရိတမြမထွက်သွားပြီးတဲ့နောက်မာလီဝိဟာသူရိယဘုရားကိုအလင်းအမြန်သွားရောက်ဖူးမြော်ပြီးစိုးရိမ်မှုတွေကိုတင်ပြခဲ့တယ်။အယုဒ္ဓယဘုရင်ခြာပန်အပေါ်မှာလည်းစိုးရိမ်ခဲ့ပြီးအနာဂတ်မှာအရိတမြမကိုတိုက်ခိုက်နိုင်မှုအတွက်ဘုရင်ကိုအစွမ်းထက်လက်နက်တစ်ခုပေးဖို့တောင်းဆိုခဲ့တယ်။သူရိယဘုရားလည်းနားထောင်ပြီးတဲ့နောက်အရိတမြမရဲ့စိန်လန်တန်ကိုအနိုင်ယူနိုင်တဲ့စိန်ဓာတ်ကိုမာလီဝိအားပေးခဲ့ပြီးလူလောကကခြာပန်ကိုတားရောက်ပြီးအပ်စေခဲ့တယ်။ခြာပန်လည်းကျေးဇူးတင်စွာလက်ခံပြီးဂုဏ်ပြုတဲ့အနေနဲ့မာလီဝိနဲ့တစ်သက်လုံးတငယ်ချင်းဖြစ်ပါမယ်လို့ဂရုပြုခဲ့တယ်။စိန်လန်တန်နဲ့ဆူတောင်းကိုရပြီးတဲ့နောက်မိုင်မဲတဲ့အရိတမြမဟာသူခံမှန်းထားတဲ့အတိုင်းသူ့အစွမ်းကိုအသုံးပြုပြီးကဘာသုံးခုလုံးကိုစတင်ကျူးကျော်ခဲ့တယ်။နတ်ဖျားတွေနဲ့ရသေတွေဟာအသက်ဘေးကလွတ်မြောက်ဖို့ခြာပန်ကိုအယုဒ္ဓယမှာအကူအညီတောင်းခဲ့ကြတယ်။ခြာပန်လည်းအသင့်ပြင်ထားပြီးဖြစ်ရာစိန်ဓာတ်ကိုဆွဲကင်ကမြင်းဆယ်ဆုံးတက်ဆင်ထားတဲ့လေထက်မြန်တဲ့ယထာတော်ကိုစီးပြီးအရိတမြမနဲ့ချက်ချင်းတိုက်ခိုက်ဖို့ထွက်ခွာသွားခဲ့တယ်။အရိတမြမဟာမေယုတောင်မှာရန်ကားနေစဉ်ခြာပန်ဟာဝင်းရောက်တာစီခဲ့ပြီးပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။စိန်လန်တန်နဲ့စိန်ဓာတ်တို့ဟာတိုက်ကြီးတစ်ခွင်လုံးပဲ့တင်ထအောင်ရိုက်ခတ်ခဲ့ကြတယ်။နောက်ဆုံးမှာတော့အစွမ်းထက်တဲ့စိန်လန်တဲ့ဟာနှစ်ပိုင်းကျိုးသွားခဲ့ပြီးအရိတမြမဟာခြာပန်လက်ချက်နဲ့ကြဆုံခဲ့ရတယ်။ဒီအောင်ပွဲအတွက်နတ်ဘုရားများစွာကပန်းတွေပတ်ဖြန်းကကျေးဇူးတင်စကားပြောကြားခဲ့ကြတယ်။ခြာပန်လည်းဝမ်းသာအားရဖြစ်ပြီးအရိတမြမရဲ့ခေါင်းကိုဖြတ်ယူကအယုဒ္ဓယကိုပြန်ယူသွားပြီးအနိုင်ရကြောင်းပြသခဲ့တယ်။အရိတမြမကိုလည်းဥစ္စာဆောင်တဲ့အဖြစ်ထာဝရကျိန်စာတိုက်ခဲ့တယ်။ဒီဖြစ်ရက်ကနေမာလီဝိဟာလည်းကောင်းမှုကုသိုလ်တွေရရှိခဲ့တယ်။သူဟာသူရိယဘုရားစီဖူးမြော်ခွင့်ရခဲ့ပြီးဘလူးစိုးကိုနှိမ်နင်းရမှာကုညီပေးခဲ့တဲ့အတွက်ဆုတောင်းခွင့်ရခဲ့တယ်။မာလီဝိဟာသူ့စကားမှန်စေတဲ့သစ္စာစကားစုကိုတောင်းခဲ့တယ်။သူရိယဘုရားကလည်းသဘောတူပြီးသူ့ကိုထာမာလီဝရလို့အမည်သစ်ပေးခဲ့တယ်။လူလောကမှာမျိုးများစွာငြိမ်းချမ်းနေချိန်မှာပဲနတ်ပြည်မှာတိပုရန်လို့ခေါ်တဲ့ဘလူတစ်ပါးကြောင့်ဗယံပရာဖြစ်လာပြန်တယ်။သူဟာတောရက်မြို့ရဲ့ဘယင်ဖြစ်ပြီး9 နှစ်9 လမိပူဇော်ပွဲလုပ်ကသူရိယဘုရားကိုဆုတောင်းခဲ့တယ်။သူရိယဘုရားလည်းစိတ်အားထက်သန်သူတွေကိုအရာရာပေးတဲ့သူဖြစ်တာကြောင့်တိပုရန်ကိုဆင်းသက်ပြီးမဟာအစွမ်းရစေမဲ့ဆုတောင်းပေးခဲ့တယ်။ဗေဒနိုးနဲ့တောင်သူ့ကိုတက်လို့မရဘူးလို့ဆုပေးခဲ့ပြီးဆုတောင်း10ပါးနဲ့အညီနေထိုင်ပြီးမန်မတက်ဖို့သာမှာကြားခဲ့တယ်။ဒါပေမဲ့သူရိယဘုရားထွက်သွားပြီးတဲ့နောက်တိပုရန်ဟာအားလုံးကိုမေးလျော်ပြီးစိတ်ယုတ်မာနဲ့လိန်ကိစ္စတွေမှာမမောလာခဲ့တယ်။သူဟာနတ်ပြည်9 ထက်ကနတ်သမီးတွေကိုအတင်းအာဓမပြုတ်ကျင့်ကလှည့်လည်သွားလာခဲ့တယ်။ဒုက္ခရောက်နေတဲ့တရားမင်းနဲ့နတ်သမီးတွေဟာအမြဲလိုသူရိယဘုရားကိုတိုင်ကြားခဲ့ကြတယ်။ဒါပေမဲ့ဒီဘလူးကိုနှိမ်နင်းဖို့ခက်ခဲလာခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူရိယဘုရားပေးထားတဲ့ဆုတောင်းကြောင့်ဗိဒနိုးနတ်တောင်သူ့ကိုတက်လို့မရဘူးဖြစ်နေလို့ပါ။နောက်ဆုံးမှာတော့မဟာနတ်ဘုရားသုံးပါးဟာမဟာလက်နက်လေးမျိုးဖန်တီးဖို့ဆုံးဖြတ်ခဲ့ကြတယ်။အရာအလုံးအစင်းသင်းဖြစ်တဲ့အခါသူရိယဘုရားဟာနွားဖြူကိုစီးပြီးနတ်စစ်တီတော်တွေကိုဥဆောင်ကတောရမြို့ကိုဆင်းခဲ့ကြတယ်။တိပုရန်ဟာပြင်ဆင်ထားပြီးသားဝိစုံနဲ့မဟာနတ်ဘုရားကိုတွေ့တဲ့အခါမျက်နှာပြတ်သွားခဲ့တယ်။ဒါပေမဲ့လက်နက်ချမဲ့အစားတည်တဲ့အထိတိုက်ပွဲဝင်ဖို့ဆုံးဖြတ်ခဲ့တယ်။တိပုရန်ဟာမဟာနတ်ဘုရားကိုစတင်တိုက်ခိုက်ခဲ့ပြီးတောရမြို့မှာပြင်းထန်တဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်။သူရိယဘုရားဟာတင့်တော်တဲ့အချိန်ကိုမြင်တဲ့အခါလေးကိုမြောက်ပြီးမြားကိုပြစ်ဖို့ပြင်ခဲ့တယ်။ဒါပေမဲ့မြားအပြည့်အသွင်ပြောင်းထားတဲ့ဗိဒနိုးနတ်ဟာစူတောင်းရဲ့အစွမ်းကြောင့်အိမ်မောကြနေခဲ့တယ်။သူရိယဘုရားလည်းဒေါသထွက်ပြီးသူ့ရဲ့အစွမ်းကြောင့်ဖြစ်ပေါ်လာတဲ့ဘေးဆိုးကိုရင်ဆိုင်ခဲ့ရတယ်။နောက်ဆုံးမှာတော့သူရိယဘုရားဟာ
သူ့ရဲ့တတိယမျက်လုံးကိုဖွင့်ပြီးမီးလျံကိုလှုပ်ခါတိပုရန်ကိုမီးလောင်ပြသသွားအောင်တပ်ပစ်ခဲ့တယ်။စစ်ပွဲပြီးတဲ့အခါမဟာလက်နက်လေးမျိုးဟာနောက်တစ်ချိန်မှာဗိဒ္ဓနိုးနဲ့ရဲ့အသွင်ပြောင်းဖျားတွေအသုံးပြုပြီးနတ်ဆိုးတွေကိုနှိမ်နင်းနိုင်မှုနေရာအသီးသီးကိုပြန်နှံ့သွားခဲ့ကြတယ်။ဒုတိယဖျားလည်းမေယုတောင်ကိုပြန်သွားပြီးအေးချမ်းစွာအနားယူခဲ့တယ်။မေယုတောင်အောက်ခြေမှာဟိထန်လို့ခေါ်တဲ့ဘလူးအစီခံတစ်ပါးရှိတယ်။သူဟာနေတိုင်းဒုတိယဖျားကိုလာရောက်ဖူးမြော်တဲ့နတ်ဖျားတွေအားလုံးရဲ့ခြေကိုဆေးပေးရတဲ့တာဝန်ထမ်းဆောင်ရတယ်။နှိမ်ကြတဲ့ယာရုကြောင့်ဟိတန်ဟာနတ်ဖျားတွေနဲ့နတ်သမီးတွေရဲ့အနိုင်ကျင့်ခြင်းကိုခံရလေရှိတယ်။နှစ်ပါးများစွာခေါင်းကိုရိုက်မျက်နှာကိုရိုက်သပင်ကိုဆွဲနှုတ်ခံခဲ့ရပြီးခေါင်းပြောင်သွားခဲ့ရတယ်။ဟိတန်ဟာဘာမှပြန်မပြောဘဲသူ့တာဝန်ကိုသီးခံစွာထမ်းဆောင်ခဲ့တယ်။ဒါပေမဲ့ဟိတန်ဟာနတ်ဖျားတွေအပေါ်သူ့ရဲ့ဒေါသနဲ့မကျေနပ်မှုတွေကိုနေ့တိုင်းစုဆောင်းထားခဲ့တယ်။တနေ့မှာတော့သီးခံခြင်းဟာနတ်ဖျားတွေကိုအနိုင်ကျင့်တာရပ်တန့်အောင်မလုပ်နိုင်ဘူးလို့သဘောပေါက်သွားခဲ့တယ်။ဒါကြောင့်ဒုတိယဖျားထံသွားပြီးသူ့ရဲ့စူးစမ်းအားထုတ်မှုအတွက်ဆုတောင်းခဲ့တယ်။ဟိတန်ဟာဘသူကိုမဆိုညွှန်ပြလိုက်တာနဲ့သေဆုံးစေမဲ့စိန်လက်ညှိုးကိုတောင်းဆိုခဲ့ပြီးမကောင်းသူတွေကိုတားဆီးကာကွယ်ဖို့အတွက်ဖြစ်ကြောင်းအကြောင်းပြခဲ့တယ်။ခြေဆေးဘလူးရဲ့တောင်းဆိုချက်ကိုကြားတဲ့အခါဒုတိယဖျားအနှဲငယ်အံ့ဩသွားခဲ့တယ်။ဒါပေမဲ့ဟိထန်ရဲ့ကောင်းမှုတွေကိုပြန်စဉ်းစားပြီးတဲ့နောက်သူတောင်းဆိုတဲ့ဆုကိုပေးခဲ့တယ်။စိန်လက်ညှိုးကိုရပြီးတဲ့နောက်ဟိထန်ဟာသူ့တာဝန်ကိုပုံမှန်အတိုင်းပြုလုပ်ခဲ့ပေမဲ့အနိုင်ကျင့်ခံရတာမျိုးဆက်ဖြစ်နေခဲ့တယ်။ဒီတစ်ချိန်မှာတော့ဟိထန်ဟာမခံမရနိုင်တော့ဘူး။သူရရှိထားတဲ့စိန်လက်ညှိုးကိုအသုံးပြုပြီးနတ်ဖျားအလုံးကိုချက်ချင်းတပ်ပစ်ခဲ့တယ်။သူ့လက်ညှိုးရဲ့အစွမ်းကိုမြင်တဲ့အခါဟိတန်ဟာမမာနာတက်လာပြီးစဉ်းစားဆင်ခြင်ခြင်းမရှိတော့ဘဲစိန်လက်ညှိုးကိုအသုံးပြုခဲ့တယ်။ဒါကြောင့်နတ်ဖျားနဲ့နတ်သမီးအများပြားဟာသူ့လက်ညှိုးကြောင့်အသက်ဆုံးရှုံးခဲ့ရတယ်။ဒီကိစ္စကိုဒုတိယဖျားစီတိုင်ကြားတဲ့အခါဖျားကလက်ပိုက်ကြည့်မနေပဲဗိဒ္ဓနိုးနတ်ကိုဟိထန်ကိုနှိမ်နင်းဖို့ချက်ချင်းအမိန့်ပေးခဲ့တယ်။လက်ညှိုးရဲ့ဘေးကင်းရာကိုရှောင်ရှားဖို့အတွက်ဗိဒ္ဓနိုးနတ်ဟာနတ်ပြည်ဥယျာဉ်ထဲမှာရန်ကားနေတဲ့ဟိထန်ကိုဖျက်ဆီးဖို့အတွက်အစင်းလာတဲ့နတ်သမီးအဖြစ်အသွင်ပြောင်းခဲ့တယ်။ဟိထန်နတ်သမီးချောကိုတွေ့တဲ့အခါမြင်မြင်ချင်းချစ်မိသွားပြီးချုံမြိန်တဲ့စကားလုံးတွေနဲ့ချစ်ရေးဆိုခဲ့တယ်။နတ်သမီးလည်းစိတ်ဝင်စားဟန်ဆောင်ပြီးသူမကိုချစ်တဲ့သူဟာသူမလိုအကကိုလိုက်ကနိုင်ရမယ်လို့ပြောခဲ့တယ်။မိမယူဖြစ်နေတဲ့ဟိထန်ဟာနတ်သမီးရဲ့အကပုံစံအတိုင်းကဖို့ပျော်ရွှင်စွာသဘောတူခဲ့တယ်။နောက်ဆုံးတော့သူတို့ဟာနဂမီလိန်လို့ခေါ်တဲ့အကဟန်ပန်တစ်ခုကိုရောက်ခဲ့တယ်။ဟိထန်ဟာဘာမှမစင်စားပဲအကကိုလိုက်ကရင်သူ့ခြေထောက်ကိုသူ့လက်ညှိုးနဲ့ညွှန်ပြမိတဲ့အခါခြေထောက်ကျိုးပြီးမြေပြင်ပေါ်လဲကျသွားခဲ့တယ်။ဟိထန်နာကျင်နေတဲ့အချိန်မှာသူအရန်ဆွမ်းလန်းရတဲ့နတ်သမီးဟာဗိဒ္ဓနိုးနဲ့အဖြစ်ပြန်ပြောင်းသွားပြီးဟိထန်ရဲ့ရင်ဘတ်ပေါ်မှာသူ့ခြေထောက်ကိုတက်နှင်းခဲ့တယ်။ခေါင်းပြောင်ဘလူးမြင်လိုက်ရတဲ့အခါစိတ်ရောကိုယ်ပါနာကျင်ခံစားရပြီးဘာလို့ဗိဒ္ဓနိုးနဲ့ဟာသူ့ကိုလှည့်ပြဖို့အသွင်ပြောင်းရတာလဲ။ဘာလို့မျက်နှာချင်းဆိုင်မတိုက်ခိုက်ရရလဲ။ဟိထန်ရဲ့စိတ်လက်ညှိုးကိုကြောက်လို့လား။ဟိထန်မှာလက်နှစ်ချောင်းပဲရှိပေမဲ့ဗိဒ္ဓနိုးနဲ့မှာလက်လေးချောင်းရှိတာကိုဘလို့တိုက်ခိုက်နိုင်မှာလဲလို့မေးခဲ့တယ်။ဗိဒ္ဓနိုးနဲ့လည်းဒါကိုကြားတဲ့အခါဒီဘဝမှာမင်းမှာလက်နှစ်ချောင်းပဲရှိပြီးလှည့်ကွက်ကြောင်ရှုံးခဲ့ရတယ်။လာမဲဘဝမှာမင်းကိုခေါင်း10လုံးနဲ့လက်20ရှိတဲ့ဘလူးဖြစ်ပါစေ။ကောင်းကင်မှာပြန်တန်းနိုင်ပါစေ။ကြီးမြတ်တဲ့စွမ်းအားရှိပါစေ။ငါကိုယ်တော်ကတော့ရိုးရိုးလူသားအဖြစ်လက်နှစ်ချောင်းနဲ့ပဲပြန်ဖြစ်ပြီးမင်းကိုအပြတ်တက်ဖို့လိုက်လာမယ်လို့ကြိမ်ဆိုခဲ့တယ်။ပြောဆိုပြီးတဲ့နောက်ဗိဒ္ဓနိုးနဲ့ဟာဟိထန်ရဲ့ခေါင်းကိုဖျက်လိုက်တဲ့အခါဟိထန်ရဲ့ဝိညာဉ်ဟာလင်္ကာဘယင်ထာတိယန်ရဲ့မိဖုရားနတ်သမီးရစ်တာရဲ့ဝမ်းနဲ့ချက်ချင်းသွားရောက်ဖြစ်တည်ခဲ့တယ်။မွေးဖွားချိန်ရောက်တဲ့အခါထာတိယန်ရဲ့သားတော်ဟာခေါင်း10လုံးနဲ့လက်20ရှိပြီးအစွမ်းအစရှိတဲ့ဘလူးအဖြစ်မွေးဖွားလာခဲ့ပြီးဒတ္တဂီရီလို့အမည်တွင်ခဲ့တယ်။ဒတ္တဂီရီအရွယ်ရောက်လာတဲ့အခါမှာဘလို့စိတ်လှုပ်ရှားစရာတွေတိုက်ပွဲတွေဖြစ်လာမလဲဆိုတာဟိထန်ဘလူးဟာသူ့ရဲ့စိန်လက်ညှိုးနဲ့နတ်ပြည်ကိုဖျက်ဆီးပြီးတဲ့နောက်ဗိဒ္ဓနိုးနတ်ဘုရားရဲ့တက်ခြင်းကိုခံလိုက်ရပြီးချက်ချင်းပဲလူပြည်မှာပြန်လည်မွေးဖွားလာခဲ့ပါတယ်။ဒီကနေ့မှာတော့ဘလူးမင်းသားဒတ္တဂီရီရဲ့ဖုံးတကိုးတွေထွန်းကားလာပြီးနောက်တစ်ချိန်ယာမမင်းသားကိုကူညီမဲ့မြောက်သူရဲ့ကောင်ဟန်နုမန်ဘလို့ပေါ်ထွက်လာမလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီလိုထူးထူးဆန်းဆန်းဒဏ္ဍာရီတွေကိုအမြဲကြည့်ရှုနိုင်မှုကျမတို့ရဲ့ channel ကို like and subscribe လုပ်ပြီး
နိုတီဘဲလေးကိုလည်းနှိပ်ထားခဲ့ပါအောင်နော်ကဲဒီလိုဆိုရင်ဒဏ္ဍာရီလေးကိုစတင်လိုက်ပါတော့မယ်ရှေးအခါကခန္ဓာကြီးကျယ်လာတဲ့လင်္ကာပြည်ကြီးကိုထာတီယန်လို့ခေါ်တဲ့ဘလူးဘရင်နဲ့မိဖုရားရစ်စတာတို့အုပ်ချုပ်နေပါတယ်။ဒီနေ့မှာတော့မိဖုရားရစ်စတာဟာကိုဝင်တယ်လာပြီးနောက်ဆုံးမှာတော့မျက်နှာဆဲကိုခံညာတဲ့သားတော်တစ်ပါးကိုမွေးဖွားခဲ့ပါတယ်။ဒါဟာဗိဒ္ဓနုဘုရားရဲ့အမိန့်အတိုင်းဟိထံဘလူကပြန်လည်ဝင်စားလာတဲ့ဘလူမင်းသားဒတဂီရီပါပဲ။ဒတဂီရီမွေးပြီးမကြခင်မှာပဲမိဖုရားဟာဒုတိယသားတော်ကုမာရကိုထပ်မံဖွားမြင်ခဲ့ပါတယ်။ဘယင်ထာတီယန်နဲ့မိဖုရားရစ်စတာတို့ဟာသားတော်နှစ်ပါးကိုပြုစုဆောင်ရှောက်ခဲ့ကြပါတယ်။ဒတဂီရီအသက်14နှစ်အရွယ်ရောက်တဲ့အခါမိဘနဲ့ပြည်သူတွေကိုနှုတ်ဆက်ပြီးပညာသင်ယူဖို့အတွက်ရတိချံရဲ့ကျောင်းသင်ခန်းစီကိုထွက်သွားခဲ့ပါတယ်။ဒတဂီရီဟာဆရာသမားရဲ့အချစ်ဆုံးတစ်ပည့်ဖြစ်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူဟာဉာဏ်ပညာထက်မြက်လွန်ပြီးပညာသင်ယူရမှာစိတ်အားထက်သန်လွန်လိုပါပဲ။မကြခင်မှာပဲဒတဂီရီဟာသူဖြစ်ချင်တဲ့အတိုင်းတကူဉာဏ်ပညာထက်မြက်တဲ့လူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။တနေ့တော့ဒတဂီရီဟာပညာသင်ချိန်လစ်လက်နေလို့တောနက်ကြီးထဲမှာပြန်တန်ကစားရင်အချိန်ဖြုံးနေပါတယ်။ကစားရင်နဲ့အလွန်လှပတဲ့ဥယျာဉ်တော်ကြီးတစ်ခုတည်းကိုရောက်သွားပြီးအဲ့ဒီဥယျာဉ်တွေကတစ်ကိုင်းတွေကိုချိုးပန်းတွေကိုကူဥယျာဉ်ကိုဖျက်ဆီးပစ်လိုက်ပါတော့တယ်။ဒီဥယျာဉ်ကတော့စัจ java လာတောင်ပေါ်မှာရှိတဲ့တကိုးကြီးနတ်မင်းစံချွန်ရဲ့ဥယျာဉ်ဖြစ်ပါတယ်။စံချွန်နတ်မင်းဟာ9ရက်တစ်ကြိမ်ဒီဥယျာဉ်ကိုလာရောက်ကြည့်ရှုလေးရှိပါတယ်။ဒီနေ့မှာပဲဘလူးမင်းသားဒတဂီရီနဲ့တွေ့ဆုံပါတော့တယ်။ဥယျာဉ်ပျက်စီးနေတာမြင်ရတော့စံချွန်ဟာဒေါသအလွန်ထွက်ပြီးဒတဂီရီနဲ့စကားများရာကနေတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဒတဂီရီဟာတော်လွန်ပေမဲ့စံချွန်နမင်းရဲ့ပုံမူကျွမ်းကျင်တဲ့အတွေ့အကြုံကိုမရှင်နိုင်ပဲရှုံးနိမ့်သွားပါတယ်။စံချွန်ဟာမွေများနဲ့ပြစ်ပြီးဒတဂီရီကိုတင်းတင်းကြပ်ကြပ်ချီနှောင်ကကောင်းကင်ရန်တခြားအဆက်ခွဲဖို့ခေါ်ဆောင်သွားခဲ့ပါတယ်။အဲဒီအချိန်မှာပဲဆရာသမားရတိချန်ဟာသူ့တပည့်ဒုက္ခရောက်နေတာကိုညံတော်နဲ့သိလိုက်ရပြီးချက်ချင်းပဲစံချွန်နမင်းစီပြန်သွားကဒတဂီရီရဲ့အသက်ကိုချမ်းသာပေးဖို့တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ဒတဂီရီဟာတေဘေးကနေလွတ်မြောက်ခဲ့ပြီးဆရာသမားနဲ့အတူပညာကိုဆက်လက်သင်ယူနိုင်ခဲ့ပါတယ်။အဲဒီအချိန်ကာလမှာပဲသူ့မေယူတောင်ထိပ်ကဤတန်ဖျားဟာဟိထံရဲ့ကံကြမ္မာကိုသိနေပါတယ်။ဒတဂီရီအဖြစ်ပြန်ဝင်စားနေပြီဖြစ်လို့မကြခင်မှာပဲဗိတ္တနိုးနဲ့ဟာလူသားယာမမင်းသားအဖြစ်အသွင်ပြောင်းလာရောက်တော့မယ်ဆိုတာကိုလည်းသိနေပါတယ်။ယာမမင်းသားကိုကိုညီနိုင်စေဖို့ဤတန်ဖျားဟာဝိတုံနဲ့သားကိုလင်္ကာပြည်မှာတရှုအဖြစ်သွားရောက်မွေးဖွားစေခဲ့ပါတယ်။သူဟာဒတဂီရီရဲ့ညီငယ်ဖြစ်လာပြီးဉာဏ်ပညာထက်မြက်သူနက္ခတ်ပညာကျွမ်းကျင်သူဖြစ်ကဝိဘာနာလို့အမည်တွင်ပါတယ်။ဝိဘာနာဟာသုံးလောကလုံးကိုမြင်နိုင်တဲ့နတ်မျက်စိနဲ့မွေးဖွားလာတဲ့သူပါ။ဝိဘာနာမွေးဖွားပြီးတဲ့နောက်မှာဘယင်ထာတီယန်နဲ့မိဖုရားရစ်စတာတို့ဟာနောက်ထပ်သားသမီး၄ပါးဖြစ်တဲ့ထုံနံခိယံစီယံနဲ့အငယ်ဆုံးသမီးနန်းခါတို့ကိုထပ်မံမွေးဖွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲတောနက်ကြီးတွေကရတိမာဟာနန်းစွန့်ပြီးနှစ်ပေါင်း2000ကျော်တရားကျင့်ကြံနေပါတယ်။အခုဆိုရင်သူ့မုတ်စိတ်မွေးတွေရှည်လျားနေပြီဖြစ်ပြီးအဲ့ဒီမုတ်စိတ်တွေထဲမှာဆက်စာငှက်လင်မယားဟာအတိုက်လုပ်ပြီးသားသမီးတွေမွေးဖွားထားကြပါတယ်။ဒီနေ့မှာဆက်စာဘူးဟာအစာရှာထွက်သွားရာကနေကြာပန်းဝစ်ဆန်တွေထဲမှာပျော်ပါရင်အချိန်လွန်သွားလို့ညာဘက်ပွင့်နေတဲ့ကြာပန်းကပြန်ပိတ်သွားကောင်တညလုံးပိတ်မိနေပါတော့တယ်။မနေ့ရောက်လို့ကြာပန်းပြန်ပွင့်တဲ့အခါဆက်စာဘူးဟာအတိုက်စီအလင်းအမြန်ပြန်လာခဲ့ပေမဲ့ဆက်စာမကဒေါသထွက်ပြီးသူ့ခင်မွန်ကိုတညလုံးဖောက်ပြန်နေတယ်လို့ဆွတ်ဆွဲကဆဲဆိုပါတော့တယ်။အကယ်၍ငါမယားကိုတစ္ဆာဖောက်ဖူးတယ်ဆိုရင်ရတိမာရဲ့အပြစ်ဒုက္ခစရိုက်တွေအားလုံးငါအပေါ်ကြားရောက်ပါစေ။ရတိမာဟာဒီစကားကိုကြားတဲ့အခါအံ့ဩသွားပြီးငါတရားကျင့်နေတာဘာအပြစ်မှမရှိဘူး။ငါအပြစ်ဒုစရိုက်တွေကမင်းအပေါ်ဘလို့လို့ကြားရောက်มาလဲလို့ဆက်စာဖို့ကိုပြန်မေးခဲ့ပါတယ်။ဆက်စာဖို့ကချက်ချင်းပဲရတိရဲ့အပြစ်ကတော့နန်းတော်ကိုစွန့်ခွာပြီးမင်းမျိုးမင်းတွေရဲ့မျိုးဆက်ကိုပြတ်တောက်သားစေလို့ပါပဲလို့ပြန်ဖြေလိုက်ပါတယ်။ရတိမဟာဒီစကားကြတော့အမှန်တရားမှန်တရိယာသွားပြီးအချိန်မဆွဲပဲမိပူဇော်ပွဲကျင်းပကသားသမီးရဖို့ဆုတောင်းခဲ့ပါတယ်။ဒါပေမဲ့တကူတော်ကသူ့ကိုသားသမီးအစားလှပတဲ့ဇနီးတဲ့အနန်းဒေနာကိုပေးခဲ့ပါတယ်
ဒီလိုနဲ့ရတိမာနဲ့နန်းဒေနာတို့ဟာလင်မယားအပြည့်နေထိုင်ခဲ့ကြပါတယ်။မကြခင်မှာပဲသူတို့နှစ်ဦးဟာနန်းသူဝါလို့ခေါ်တဲ့သမီးတဦးကိုမွေးဖွားခဲ့ပါတယ်။ရတိရဲ့မိသားစုဘဝငြိမ်းချမ်းစွာဖြစ်တန်းနေချိန်မှာနတ်ပြည်ကအိန္ဒြာတကြားမင်းဟာနောက်တစ်ချိန်ဒသဂီရီနဲ့တိုင်မဲ့ရာမမင်းသားကိုဘယ်လိုကူညီရမလဲဆိုတာစဉ်းစားနေပါတယ်။တနေ့မှာရတိမာမရှိခိုင်အိန္ဒြာဟာလူပြည်ဆင်းလာပြီးနန်းဒေနာနဲ့ပျော်ပါခဲ့ပါတယ်။မကြခင်မှာပဲနန်းဒေနာဟာအိန္ဒြာနဲ့ရုပ်တူတဲ့အစိမ်းရောင်တားယောက်ျားလေးတအုပ်ကိုမွေးဖွားခဲ့ပါတယ်။ရတိမာကတော့သူ့သားအရင်လိုပဲထင်ပြီးချစ်ခင်စွာပြုစုခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲနန်းဒေနာတယောက်တည်းရှိနေတော့အိန္ဒြာနေမင်းဟာအလုံးလုံးရင်လှပတဲ့အမျိုးသမီးကိုမြင်ပြီးဆွဲဆောင်မှုရှိတဲ့အကြည်ဓာတ်တွေကြောင့်ဆင်းသက်လာကနန်းဒေနာနဲ့ဖောက်ပြန်ခဲ့ပါတယ်။ဒီလိုနဲ့အမျိုးသမီးကဖခင်နဲ့တူတဲ့အနီရောင်သားယောက်ျားလေးတအုပ်ကိုထပ်မံမွေးဖွားခဲ့ပါတယ်။ရတိမှာတော့ဒါကိုလေသူ့သားအရင်လိုပဲတင်မှတ်ပြီးကလေး၃ယောက်လုံးကိုချစ်ခင်စွာဆောင်ရှောက်ခဲ့ပါတယ်။ဒီနေ့မှာရာသီဥတုပူလို့ရတိမှာဟာသားသမီးတွေကိုခေါ်ပြီးမြစ်ကမ်းဘက်ရေချိုးဖို့ထွက်လာပါတယ်။သူဟာသားလက်ကိုလဲဝင်းမော်တင်သားအငယ်ကိုလက်ရလက်နဲ့ပွေသမီးအရင်နန်းသူဝါကိုတော့လက်ဝဲလက်နဲ့ဆွဲပြီးရှောက်လာခဲ့ပါတယ်။ဖခင်နဲ့သွေးသားမတော်တဲ့သားတွေကိုကြတော့ပွေ့ချီပြီးလဲဝင်းမော်တင်ထားတယ်။သမီးအရင်ကိုကြတော့မြေပေါ်လမ်းလျှောက်ခိုင်းတယ်လို့ပြောလိုက်ပါတယ်။ရတိမာဟာဒီစကားကိုကြတော့တန်တရားဖြစ်လာပြီးသမီးကိုရင်ထဲရှိတာအကုန်ပြောဖို့တောင်းဆိုခဲ့ပါတယ်။ဒီလိုနဲ့ရတိမာဟာသားယောက်ျားလေးနှစ်ဦးလုံးဟာသူ့မယားခိုးသားတွေဖြစ်နေတယ်ဆိုတာအမှန်တရားကိုသိလိုက်ရပြီးဒေါသအလွန်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ရတိဟာလုံးဝမယုံကြည်သေးလို့အမှန်တရားကိုသက်သေပြဖို့ကလေး၃ယောက်လုံးကိုရေထဲဆင်းစေပြီးဆုတောင်းခဲ့ပါတယ်။ငါရဲ့သားသမီးအရင်ဆိုရင်ကမ်းမော်ကိုပြန်လာပါစေ။မယားခိုးသားဆိုရင်မြစ်တစ်ဖက်ကမ်းကိုကူးသွားပြီးတောထဲမှာဝါနရမြောက်အဖြစ်ပြောင်းလဲပါစေလို့ဆုတောင်းလိုက်ပါတယ်။ဒီအခါမှာသမီးအရင်နန်းသူဝါတယောက်ထဲသာရှေ့ကူးပြီးရသေးစီပြန်လာနိုင်ခဲ့ပါတယ်။သားယောက်ျားလေးနှစ်ဦးကတော့အစိမ်းရောင်နဲ့အနီရောင်ဝါနရမြောက်အဖြစ်ပြောင်းလဲပြီးမြစ်တစ်ဖက်ကမ်းကတောထဲကိုပြေးဝင်ပြောက်ကွယ်သွားခဲ့ပါတယ်။အဖြစ်မှန်အလုံးကိုသိလိုက်ရတဲ့ရသေးမဟာသမီးကိုခေါ်ပြီးကျောင်းသင်ခန်းကိုအမြန်ပြန်လာကနန်းဒေနာကိုဒေါသတကြီးဆဲဆိုပြီးကျိန်စာတိုက်လိုက်ပါတယ်။ပင်လယ်နက်အောက်မှာကြောက်တုံးဖြစ်သွားပါစေ။ရမမင်းသားရဲ့စစ်တပ်ကလင်္ကာပြည်ကိုလမ်းဖောက်တဲ့အခါမှာကျိန်စာကလွတ်မြောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်။နန်းဒေနာဟာကြောက်တုံးအဖြစ်တဖြည်းဖြည်းပြောင်းလဲနေချိန်မှာဒေါသတကြီးနဲ့သူ့သမီးကိုပါပြန်ကျိန်စာတိုက်လိုက်ပါတယ်။ခြေထောက်တစ်ချောင်းနဲ့ရက်တစ်ကိုင်းကိုကင်ပါဇက်ကိုဖွင့်ပြီးလေကိုစားသုံးနေရမယ်။ဝါနရမြောက်ကိုမွေးမှသာကျိန်စာလွတ်မြောက်ပါစေလို့နန်းဒေဝါကိုကျိန်စာတိုက်လိုက်ပါတယ်။စကားဆုံးတာနဲ့နန်းဒေနာဟာကြောက်တုံးဖြစ်သွားပြီးနန်းသူဝါကတော့မိခင်ရဲ့ကျိန်စာအတိုင်းစက်ကြောင်လာတောင်ကြီးမှာခြေထောက်တစ်ချောင်းနဲ့ရက်တစ်ကိုင်းကိုဆွဲကင်ပြီးလေကိုစားသုံးနေရပါတော့တယ်။တော်တယ်ပြေးဝင်သွားတဲ့ဝါနရညီကိုနှစ်ယောက်ကိုတော့ဖခင်တွေဖြစ်တဲ့အိန္ဒြာနဲ့အိန္ဒြာတို့ကတနာကျင်နာပြီးတန်ချမ်းလို့ခေါ်တဲ့မြို့တစ်ကိုဖန်တီးပေးခဲ့ပါတယ်။အိန္ဒြာရဲ့သားကိုပါဠိအဖြစ်အုပ်ချုပ်စေပြီးအိန္ဒြာရဲ့သားကိုတော့သူခံလို့အမည်ပေးကအိမ်ရှိမင်းယာတုပေးအပ်ခဲ့ပါတယ်။သူတို့နှစ်ဦးဟာတန်ချမ်းပြည်ကိုငြိမ်းချမ်းစွာဆောင်ရှောက်ခဲ့ကြပါတယ်။အချိန်တွေကြာလာတော့အမားဖြစ်သူနန်းသူဝါဟာခြေတစ်ချောင်းနဲ့ရက်ပြီးလေစားနေရတဲ့ဒုက္ခကိုဤတန်ဘုရားကတနာလာပြီးကျိန်စာကလွတ်မြောက်စေခြင်းခဲ့ပါတယ်။ဒါကြောင့်ဤတန်ဘုရားဟာစိန်တုပ်စိန်သုံးကွာစိန်ဆက်ကြားဆိုတဲ့နက်လက်နက်သုံးမျိုးကိုဖန်ဆင်းပြီးလေးနက်သားဒါမင်ကိုပေးကနန်းသူဝါရဲ့ပါဇက်ထဲကိုပြစ်သွင်းစေခဲ့ပါတယ်။အဲဒီနောက်မှာနန်းသူဝါဟာခြေတစ်ချောင်းနဲ့ရက်လျက်လာပေါင်း30ကိုဝင်ဆောင်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့ပါဇက်ကနေဝါနရမြောက်ဖြူတစ်ကောင်ကိုမွေးဖွားခဲ့ပါတယ်။ဒီမြောက်ဖြူမှာနဂတ်စိန်မွေစိန်အဆွဲစတဲ့ထူးခြားတဲ့လက္ခဏာတွေပါဝင်ပြီးမွေးပြီးချင်းကောင်းကင်မှာပြန်တန်းနိုင်တဲ့အပြင်မျက်နှာလေးမျက်နှာနဲ့လက်ရှိချောင်းရှိတဲ့တကူးကိုပါပြသနိုင်ခဲ့ပါတယ်။မြောက်ဖြူလေးမွေးဖွားလာတဲ့အခါလေနတ်သားဒါမင်ကဆင်းသက်လာပြီးဤတန်ဖျားရဲ့အမိတ်အတိုင်းဟန်နုမန်လို့အမည်ပေးခဲ့ပါတယ်။ဝါနရမြောက်ကိုမွေးဖွားပြီးတဲ့နောက်နန်းသူဝါဟာကျိန်စာကလွတ်မြောက်သွားခဲ့ပေမယ့်သူ့သားဟာအရေးကြီးတဲ့တာဝန်နဲ့
မွေးဖွားလာသူဖြစ်လို့ကိုယ်တိုင်ပြုစုဖို့မတတ်နိုင်ခဲ့ပါဘူး။တားရဲ့နဂတ်စိန်မွေးစိန်အဆွဲတွေကိုမေးမြန်းနှုတ်ဆက်လာသူဟာဗိဒ္ဓနိုးဖျားရဲ့အသွင်ပြောင်းရာမမင်းသားပဲဖြစ်တယ်။သူ့ကိုတားရဲ့ဘဝတစ်ခုလုံးကိုပေးပြီးအမှုတော်ထမ်းပါလို့အမိန့်ပေးခဲ့ပါတယ်။ကမ္ဘာလောကကိုစူးစမ်းဖို့ခရီးစခဲ့ပါတော့တယ်။ဟန်နုမန်ဟာကောင်းကင်